chất tiền này nè cô mới lâu mà đi cắt được luôn vậy emotion đó bảo để ra vào nó chỉ vì anh còn chỉ phụ cao này anh có tên nào gì hello mấy mình là nít lại bài mà đi đây đó chứ đó em mà này đây bố đã hú rồi đó bắt tay luôn vậy nó mà này cái cái của cháu nó bố để vì đó xí đó để anh yêu đam mê này xí lại bố đó vậy hay là bố đã hú này đại về cho nó để xài cho nó lâu này để xài nga bây giờ vậy nó tê off ra đấy na để dẹp hết đấy vậy alo vậy khá đánh luôn vậy bắt đánh luôn vậy và mà hậu tê off rồi là hậu lâu đi lâu để tranh công đó đấy cô là thì giờ về lâu nào công đó vì so ra đó cho nó ba lâu ya le rồi là đi này cả nó để bị đông ta giảm sẽ biến là bị đó có vui lẽ cho đấy anh ta suy nghĩ đến lâu bị đó do cô tham mình lâu đó bà lấy nên là sao cô lâu sao đấy đi nên là sao cái đó tham mình cho vậy hô bảo đầu vì cái này bảo đầu này từ từ vậy nào tham mình choပြန်တယ်ဒါမဲ့ကွာခြားမှုကတော့အဲ့ဒီဟင်းရွက်ထည့်လိုက်တာနဲ့နည်းနည်းကွာတာပေါ့နော်ဒီတစ်ပတ်ဒီတစ်ခါကတော့ဗာထည့်လဲအဲ့ဒီသမင်းကြော်ဒီသမင်းကျွန်တော်သားတဲ့သမင်းကြော်ကမောင်လာထုတ်လားဟိုဟာလေးပါရောင်လဲ blue ရောင် purple color နဲ့လေ purple color နဲ့ခရမ်းရောင်လားဟုတ်တယ်โอเคမြန်မာလို့မေးသွားကုန်ပြီpurple ဆိုတော့ခရမ်းရောင်တော့မောင်လာထုတ်ခရမ်းရောင်နဲ့မောင်လာထုတ်ခရမ်းရောင်မောင်လာထုတ်လားဘယ်လိုပြောလဲအဲ့ကျွန်တော်ဟိုရွာမှာမတွေ့ဘူးဘူးနော်ဒီထိုင်းမှာပဲတွေ့ဘူးတာဒီခရမ်းရောင်မောင်လာထုတ်နဲ့ပြီးတော့ရိုးမောင်လာထုတ်နဲ့ရောပြီးကြော်ဆိုင်လာတယ်ကောင်းပါလေကိုတဲ့ကိုစားချင်နေရဟိုအလွယ်ဆုံးတဲ့เมนูပေါ့နော်မြန်နေပေါ့ကိုစားချင်တယ်လို့လဲကိုလောက်စားတာဒါပြီးရောဒီအခန်းထဲကိုလာထိုင်ပြီးတော့အခုဗီဒီယိုကိုရိုက်နေတာပေါ့နော်ဗီဒီယိုရိုက်ပြီးဗါလဲကျွန်တော်ဒီမနေ့ပိုင်းကလည်းကျွန်တော်ဘာလုပ်ခဲ့လဲdoom scroll နည်းနည်းဖြစ်ပြီးခဲ့တယ်ဗာ doom scroll ဆိုကျွန်တော်အဲ့ဒီဗာလဲyoung lady rockstar လို့ပေါ့ဗာလဲနေရရအခုကထိုင်းမှာရော AGT ဟောလေစတူဒီယို AGT အမေရိကမှာပေါ့အခုတို့မှတော့ပြိုင်တာပေါ့နော်ဒီထိုင်းဒူလေးလေတို့အမေရိကန်မှာတော့ပြိုင်နေဒီတော့ဒီနေ့ကသူ golden buzzer ကိုရတော့တယ်အဲ့ဒီဗီဒီယိုကိုလိုက်ပြီးကြည့်ပြီးတော့လူအများကြီးပဲနော်သူ့ဗီဒီယိုကိုလာပြီး react လုပ်နေတာလည်းအများကြီးပဲကျွန်တော်လိုက်ပြီးလိုက်ကြည့်နေတယ်ဒီဗီဒီယိုကြည့်တိုင်းလည်းအရန်ကို emotion ဖြစ်နေတာကြည့်ရင်သူဆိုထားတဲ့အချင်းရောသူ acting ရောမနေနိုင်ဘူးတော့ကျွန်တော်ဘယ်လိုလဲမသိဘူးကိုကမေးရတွေကိုဝယ်ပြီးကြလာတာပေါ့နော်အဲ့လိုကိုကဘာလဲချက်တင်နေနဲ့ကိုမဲ့လုံးကနီးကတ်တယ်လို့ပဲ
emotion ပေါ့ emotion တဘောဝတရားပဲနော်ကြည့်ပြီးတော့အယံကိုချစ်ဖို့ကောင်းတယ်အနာအယံကိုတနာစရာကောင်းတယ်တို့ကအယံချီးကျူးတာပေါ့နော်တော်လိုက်တဲ့ကလေးမှပဲသူကတက်က16နှစ်ပဲရှိတဲ့ကလေးရဲ့ရွယ်ပဲရှိသေးတယ်ဟိုသူကအဲ့လောက်အထိဟိုလေကဘာကြီးကို viral ဖြစ်သွားတဲ့ဟာသူ့နောက်ကြောင်းကလည်းဟိုခုနှစ်ကတည်းကဂီတာကိုဗာလဲတင်ယူခဲ့တာပေါ့ဒီလေ့ကျင့်တယ်အဲ့ဒီကနေကနေ့တိုင်းလေ့ကျင့်ပြီးတော့တချင်းဆိုတယ်အဲ့လိုပေါ့ဘယ်နေ့ဆိုကိုတွေ့ကြည့်အောင်နော်ဘယ်နေ့ဆိုအချိန်ဘယ်လောက်ယူပြီးဒီအထိဒီလောက်အဲ့လောက်အထိကျွမ်းကျင်လာဆိုဘာမှထူးဆန်းလို့မဟုတ်ပါဘူးဒါပေမဲ့အဲ့အကြောင်းပေါ့ကိုပါလဲပါပဲလောက်ပေါ့နော်ကိုပန်းတိုင်ရှိရင်ကြိုးစားပြီးတောက်လျှောက်လုပ်လိုက်စမ်းတဖြည်းဖြည်းနဲ့ one day someday တော့ကိုပန်းတိုင်ကိုရောက်မှာပါလို့နေလို့ပဲနော်နေလို့တို့ဟိုးအခြားအရာကိုတင်ခန်းစာယူပြီးတော့တို့လုပ်နေတဲ့အတိုင်းပေါ့နော်ကိုဖြစ်ရှင်တဲ့ဟာကိုဒီကနေစပြီးစလိုက်လို့ပါကိုလည်းအောင်မြင်ထင်ရှားတနေ့တော့ရောက်မှာပါလို့ကျွန်တော်လည်းယုံကြည်မိပါတယ်အရန်ကိုကြည်နိုးတယ်အရန်ကိုပျော်မိတာပေါ့နော်သူ့ဗီဒီယိုကိုကြည့်ပြီးတော့သူလည်းအရန်ပျော်ဆိုမပြောတော့ဘူးဒီတခါတော့အရန်ကိုမပြောတတ်ဘူးနော်ရန်စိတ်လှုပ်ရှားတယ်ကြည့်ပြီးတော့သူကမိဘအတွက်လည်းအရန်ကျေနပ်ခဲ့ပါမဆုံးခါโอเคကျွန်တော်နာမည်ကတော့နော်မိတ်ဆက်ပေးရအောင်ကျွန်တော်ရှာနာမည်ကဆိုင်ကောဝိကျွန်တော်အခုလုပ်ငန်းနာမည်မှာခေါ်တော့ဆိုင်ခွန်ပေါ့နော်ဆိုင်ခွန်လို့ခွန်တလုံးပဲခေါ်လို့ရပါတယ်ခွန်โอเคနောက်ဗီဒီယိုကိုပြန်โอเคပြန်တွေ့မယ်နော်ကျေးဇူးပါ